သွေးတွေမိသားစုများမင်္ဂလာပါဗျကျွန်တော်တို့ခက်တူတူလေးနဲ့စိုက်ကလေးတစ်စိုက်ကြည့်ကြမယ်ပေါ့နော်ဒီမှာပေါ့3303လို့တဲပြီးကမှအပေါ်3ချိန်ရဲ့ဖေးမှာ430ပေါ့နော်ဒီ430ကိုနောက်တစ်ခါ3ချိန်သွားပြီးမှသူ့ဖေးမှာဒီ430ကိုပြန်ပြန်ထွက်တာပေါ့နော်ပြန်ထွက်ပြီးတော့ကျွန်တော်တို့ဇောင်းကိုတစ်ချိန်2ချိန်3ချိန်4ချိန်ရေတော့ဒီမှာ140ဆိုတဲ့ကဏ္ဍရှိရနော်ဒီ140ကိုကျွန်တော်ဒီ33ည3ရက်ရှေ့6နှစ်ကကဏ္ဍပေါ့နော်1 2 3 4 5 6နှစ်ကကဏ္ဍဒီကဏ္ဍကိုကျွန်တော်ဒီ140ဒီကိုပြန်ပါပေါ့နော်ဒါကိုကျွန်တော်ဒီဘက်ကို1 2 3 4 4နှစ်ရေးမယ်4နှစ်ရေးပြီးအောက်ကို1 2 3 4 5 6ဆိုပြီးရေးလိုက်တော့ဒီအောက်မှာ3ရက်1လေးဆိုရတဲ့ဒီကဏ္ဍဒီကိုပြန်ပြီးမှကျွန်တော်ဒီကိုပြန်လို့ဒါယူဆတာပေါ့နော်အဲ့ဒီမူအတိုင်းလေးနဲ့ဒီဘက်မှာကျွန်တော်တမူထပ်ပြမယ်ပေါ့ကျွန်တော်ဒီမှာဗျာနော်33ည3ကိုတဲပြီးသူ့အပေါ်3ချိန်ကိုဘေးမှာ3ည3ခွန်လို့ထွက်ထားတဲ့3ည3ခွန်ကို3ချိန်ထပ်ပြီးတက်မယ်သူ့ဘေးမှာပဲဒီထွက်ထားတဲ့ကဏ္ဍကိုဒီကိုပြန်ထွက်မယ်ပေါ့နော်ဒီကဏ္ဍဒီထွက်ပြီးတော့ကျွန်တော်တို့ဇောင်းကို1နှစ်2နှစ်3နှစ်4နှစ်ကျွန်တော်တို့ရဲ့အခုလက်ရှိရောက်ကပေါ့နော်အဲ့ကဏ္ဍကိုကျွန်တော်တို့ဒီရရင်ပြီးတော့33ည3ရဲ့ရှေ့6နှစ်1 2 3 4 5 6နှစ်ကစီနီယန်354ဆိုတဲ့ကဏ္ဍကိုဒီကိုပြန်ထွက်ချင်တာပေါ့နော်ပြန်ထွက်မယ်ဆိုရင်354ကို1 2 3 4နောက်ဒီဘက်ကို4နှစ်ပြန်ပြီးရီလိုက်မယ်ဗျာ4နှစ်ရီပြီးသွားရင်ကျွန်တော်6ချိန်ရီရမှာပေါ့နော်6ချိန်ဆိုတော့ဒီမှာ2ချိန်ရီလိုက်မယ်2ဦးဝိုင်း4ချိန်ထပ်ရီမယ်ပေါ့နော်ကျွန်တော်2ဦးဝိုင်းကျွန်တော်4ချိန်ထပ်ရီ1 2 3 4ချိန်မှာဒီမှာစီနီယန်453ဆိုတဲ့ဒီကဏ္ဍပေါ့နော်ဒီကဏ္ဍကိုပြန်ပြီးမှဒီကဏ္ဍဒီကိုပြန်ပြီးမှကျွန်တော်ဒီကိုပြန်ပေါ့နော်ပထမကတ်လိုပဲပေါ့နော်ဒါလေးကတော့လိုရင်းတူရှင်းလေးပေါ့လေကြိုက်ရင်တော့လေထိုးပေါ့နော်မကြိုက်ရင်လည်းမထိုးကြနဲ့ပေါ့